ရှင်ဘုရားတဲ့လောကလူတွေကဘဝအသက်ရှည်ဖို့အတွက်ဤမျိုးမျိုးနဲ့အသက်ရှင်နေကြတယ်တဲ့ဘာနဲ့အသက်ရှင်ရင်အကောင်းဆုံးဖြစ်မလဲဘာနဲ့အသက်ရှင်ရမလဲလူတွေကတော့မျိုးမျိုးပေါ့အဖြေထွက်ကြမှာပေါ့ထမင်းစားပြီးအသက်ရှင်တဲ့လူရှိတယ်အလောက်ကိုင်းမျိုးမျိုးနဲ့အသက်ရှင်ကြတာရှိတယ်ဝန်ထမ်းအလုပ်မျိုးစုံနဲ့အသက်ရှင်ကြတာရှိတယ်အဲ့ဒါလို့အသက်မွေးအသက်ရှင်ဖို့လုပ်ငန်းတွေအများကြီးထဲမှာဘာနဲ့အသက်ရှင်တာအကောင်းဆုံးလို့ဆိုရင်မြတ်စွာဘုရားကဖြေတယ်ပညာဇီဝေဇီဝိတမဟုတ္တအသက်ရှင်ဖို့အသက်မွေးနေတဲ့ထဲမှာပညာနဲ့အသက်ရှင်တာအကောင်းဆုံးပဲအသိပညာနဲ့အသက်ရှင်တာအကောင်းဆုံးလို့ဆိုလို့လောကမှာအကောင်းဆုံးအကြောင်းကျိုးမှမသိတဲ့ပုဂ္ဂိုလ်ဘဝတယောက်ရဲ့အသက်ရှင်နေမှုဟာတန်ဖိုးမရှိပါဘူးဟုတ်ကဲ့လားအရာ